ကဲဆိုတော့အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကကျွန်တော် Roblox ထဲမှာနာမည်ကြီးနေတဲ့ Grow a Car လို့ခေါ်တဲ့ game ဆော့သွားမှာပဲဖြစ်ပါတယ်ဗျကဲဆိုတော့ကျွန်တော်စတင်ဆော့လိုက်ကြရအောင်ကဲဆိုတော့ကျွန်တော်ပထမဦးဆုံးကျွန်တော်ဟိုသွားမှာနော် cell သွားကြောင်းမှာပေါ့နော်စီးပဲမိမှာပါဗျဟိုပါကျွန်တော်ကြောင်းလိုက်ပါမယ်ရုံတော့ဘောလို့ရှိရင်ကျွန်တော်စီးကြည့်ပါမယ်ကျွန်တော်ကြိုက်တဲ့စီရှင်းတော့ကျွန်တော်ဝယ်လိုက်ပါမယ်ကျွန်တော်ကြိုက်တဲ့စီကြောင်မရှိပါဘူးအားကြောင့်ကျွန်တော်လည်းမဝယ်ခဲ့ပါဘူးဘောကျွန်တော် inventory လေးကိုဆက်ပါမယ် harvest ကိုကားလိုက်ပါမယ်လို့ပြီးလို့ရှိရင်တော့ကျွန်တော်ရဲ့ကားတန်းကိုသွားပါမယ်ကားတန်းထဲမှာကျွန်တော်ကားတန်းသွားပြီးကျွန်တော်ရဲ့ပြီးနာကျွန်တော်တငယ်ချင်းကားတန်းမှာကျွန်တော်အကောင့်သွားတောင်းပါမယ်အကောင့်တောင်းပြီးသွားပါပြီဗျသူရဲ့ RP စောင်းရင်းနဲ့ကျွန်တော်ရီကီယာရှော့မှာကီယာသွားဝယ်ပါမယ်ခဏစောင်းလာအောင်ဗျကဲကီယာရှော့ပြဘူးသူကတော့ no လို့ပြပါကျွန်တော်ကီယာရှော့မှာ basic ပြင်စာ3ခုလုံးဝယ်လိုက်ပါမယ်ဘာလို့ကျွန်တော်ရဲ့ကားတောင်ပြန်သွားပြီးတော့အဲ့ဒါလေးကိုနေရာတကျထားလိုက်ပါမယ်ဒီမှာတစ်ခုထားလိုက်မယ်နော်ဒီမှာလည်းနောက်တစ်ခုထပ်ထားလိုက်ပါမယ်ဒီမှာနောက်တစ်ခုထားလိုက်ပါမယ်ညို့မြကျွန်တော်နေရာရွေးနေအောင်ဒီမှာနောက်တစ်ခုထားလိုက်ပါမယ်ဘာလို့ကျွန်တော်ဒီမှာလည်းတစ်ခုထပ်ထားလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့အပြင်ပြန်ထွက်ပါမယ်ဟုတ်ဒါတော့ကျွန်တော်အရှိရတော့ကျွန်တော်တမင်ချင်းပါကျွန်တော်တို့ဒီပေါ့စီတင်သွားကြည့်ပါမယ်စီကဆောစော reset ဖြစ်သွားပြီဆို mushroom seed ပြီးတော့ကျွန်တော်လည်း၄ခုဝယ်မယ်ဆိုပြီး၄ခုဝယ်လိုက်ပါတယ် mushroom seed ကို၄ခုဝယ်လိုက်ပါမယ်ဘာလို့ရှိရင်လည်းကျွန်တော်ရဲ့ကားတောင်ပြန်သွားပြီးတော့စိုက်လိုက်ပါမယ်ဒီမှာစိုက်ရအောင်မသိဘူးဒီမှာလည်းစိုက်လိုက်ဒီမှာလည်းစိုက်လိုက်ပါမယ်ဒီဘာကြောင့်ဒီမှာလည်းစိုက်လိုက်တော့ပါလေကျွန်တော်ဒီ mushroom စီကိုစိုက်လိုက်အောင်ဗျကဲကျွန်တော်တို့စိုက်ပြီးသွားပါပြီအဲ့တော့ကျွန်တော်တို့ပေါ့လိုအပ်တာလေးလုပ်မယ်ဒီကောင်လေးခူးလိုက်ပါမယ်ဗျကျွန်တော်တို့တကောင်ရောင်းလိုက်မယ်ဘယ်လောက်ရလဲအေးမင်းမယ်ပေါ့နော်9000ကျော်ပဲရမှာဆိုကျွန်တော်လည်းမရောင်းတော့ဘူးနော်မရောင်းတော့ဘဲနဲ့ကျွန်တော်ရဲ့ကားရန်အကောင့်လေးလိုက်ကျွေးပါမယ် hashtag ကိုကျွေးမယ်ပေါ့နော်ဖြူကောင်ကျွန်တော်ကျွေးပါမယ်ကျွန်တော်ရဲ့ဖြူကောင်ကျွန်တော်ကျွေးလိုက်ပါဗျာရောမစားရစားမြန်စားတကောင်တော့ပြေးနေကြပြီစားလိုက်ပြီတကောင်ဖြူကောင်ကျွေးပြီးသွားပါပြီကဲဆိုကျွန်တော်တို့လိုအပ်တဲ့အသီးလေးပြန်ခူးပါမယ်အကောင်လေးကိုကျွေးမယ်ပေါ့နော်ကျွန်တော်ဝက်မဟုတ်ပါနွားကိုကျွေးလိုက်ပါမယ်နွားကိုကျွန်တော်ကျွေးသွားပါပြီဗျပြီးလို့ရှိရင်ကျွန်တော်ပေါ့အကောင်လေးကျွေးဖို့အသီးလေးပြန်ထုတ်လိုက်ပါမယ်ဒီလေးတွေကကျွန်တော်စီမှာနည်းနည်းပဲရှိစီရမှာနော်ဘယ်စီမှာရှိရဲ့အသေးလေးတွေကိုပေးချင်လဲရပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကဲဆိုတော့ကျွန်တော်တို့အကောင့်လေးလိုက်ကျွေးလိုက်အောင်ကဲကျွန်တော်တကယ်ဒီရောက်ကျွေးမှာမနော်စားစမ်းရတောင်ထွက်ပြေးနေဗျစားစမ်းတောင်စားလိုက်ပါပြီကျွန်တော်နောက်တစ်ခေါက်တော့ကျွန်တော်ရဲ့နွားကြီးကိုထပ်ကျွေးလိုက်ပါမယ်ကျွန်တော်ဟာ favorite ဖြစ်နေလို့ကျွေးလို့မရဘူးအဲ့တော့ကျွန်တော်ဒီကောင်ကျွန်တော်ထပ်ကျွေးလိုက်ပါမယ် favorite မှာဟုတ်တဲ့ဟာပေါ့နော်ကျွန်တော်ရဲ့အပင်နေရာတွေတော်တော်ကြီးနေပါပြီဗျဟိုကတော့ pin stock ပါအရင်ကောင်းနေဆိုပဲဒါကျွန်တော်ရဲ့ cactus အပင်ပေါ့နော် cactus ခုလိုက်ပါမယ်ပိုလင်းနေတဲ့ဖြစ်နေတော့ဟိုကောင်ကြီးကိုပေးလို့ရတယ်ပေါ့နော်ဟိုပြqueen bee queen ကိုပေးလို့ရတယ်ပေါ့နော် waterfolia တော့ကျွန်တော်ထားလိုက်ပါမယ်ဟို bee queen ကိုတော့ပေးမယ် bee queen
no Bitcoin ကျွန်တော်အမမားပြီးတော့ Bitcoin ကိုပြီးမယ်ဆိုပြီးကျွန်တော်လည်းအဲ့မှာ Bitcoin ကိုမပြီးတော့ဘဲနဲ့ရောင်းမှုလုပ်လိုက်ပါဈေးမိတာကျွန်တော်မကြိုက်ပါဘူး easy အဲ့တော့ကျွန်တော် Bitcoin ကိုတော့ပြီးလိုက်ပါမယ်ဆိုကျွန်တော်ဒီကောင်ပြီးလိုက်တော့မယ်ပေါ့နော် plans ကိုယူလေးကကျွန်တော် KG ရတော့လည်းလို့တည်ရဗျဆိုတော့ကျွန်တော်ဟိုဘက်ဆက်သွားမယ် yeah so ကျွန်တော်တို့တိတ်လို့ဆရာလည်းမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့နည်းနည်းလောက်ဆက်ရှိရနည်းနည်းလုပ်လိုက်ပါမယ်တဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတော့ကျေးဇူးတင်ပါတယ်နောက်တစ်ပိုင်းမှာကျွန်တော်ပြန်တွေ့ကြပါမယ်